အခုရှင်းပြပေးမယ့် topic က SQL accounting software မှာရှိတဲ့ကျွန်တော် stock ထဲက stock adjustment ပိုင်းဒီ stock adjustment ဘယ်ချိန်မှာအသုံးပြုလဲဆိုခဲ့ရင်ကျွန်တော် closing stock ကောက်ပြီးသွားလို့ system ထဲမှာရှိတဲ့ book balance နဲ့ on ground မှာရှိတဲ့လက်ကျန် physical balance နဲ့မကိုက်တဲ့အချိန်မျိုးမှာ load to push short လုပ်ရတယ်ဒီချိန်ကျရင်ကျွန်တော်အသုံးပြုတယ်ဒါပြီး stock adjust ကိုဝင်လိုက်ကျွန်တော် browse window မှာကျွန်တော် column 9ပေါ်မယ်ညာဘက်ပေါ်ဆုံးတော့မှာတော့ new edit delete ပေါ်မယ်ဒီထဲကမှအသစ်သွင်းမယ်ဆိုရင် new နှိပ်မယ်အပေါ်မှာ header ရှိမယ်အောက်မှာ detail ရှိမယ် header မှာတော့ document number တွေ date တွေ description တွေရှိမယ်အောက်မှာတော့ item တွေရှိမယ်ဒီနေရာမှာကတော့ document number new အနေနဲ့ဆိုရင်တော့ auto numbering ဖြစ်သွားမယ် AJ006789 စသဖြင့်ရှိသွားမယ်ပြီးရင်တော့ကျွန်တော် area တွေချိန်မယ်အခုကတော့အခု adjust လုပ်ချင်တဲ့ item တွေရွေးမယ်ဆိုကြပါစို့ဒီမှာရှိတဲ့ item တွေထဲမှာကျွန်တော်တို့ကတစ်ခုကျွန်တော်တို့လိုနေတယ်ဆိုရင် minus နဲ့ကျွန်တော် short ပြင်မယ်အကယ်၍များကျွန်တော် other item တစ်ခုခုထဲမှာကကြတော့ကျွန်တော်လိုနေလို့ထပ်တိုးမယ်ဆိုရင် plus နဲ့တိုးမယ်ဆိုတော့ဒီကောင်ကကြတော့တစ်ခုကျွန်တော်ပို့နေလို့ short ပြင်မယ်အောက်က item ကကြတော့နှစ်ခုလိုနေလို့ထပ်တိုးမယ်ဒီလိုမျိုးလိုတိုးပို့ short တစ်ခုထဲမှာရိုက်လို့ရတယ်အဲ့တော့ stock issue နဲ့ receipt နဲ့မတူတာက stock issue ကတော့အနှုတ်တည်တတ်မယ်ဆိုတော့ stock receipt ကတော့ကျွန်တော်အဝင်တည်တတ်မယ်ဒီ stock adjustment မှာကကြတော့လိုတိုးပို့ short plus or minus နဲ့နှစ်ခုလုံးရိုက်နိုင်တယ်ဒီနေရာမှာအထူးသတိထားပြီးမှတ်ရမယ့်ချက်ကဘာလဲဆိုတော့ unit cost ပါဒီ unit cost က update unit cost မဖြစ်မနေထည့်ကိုထည့်ရမယ်ဘယ်နေရာမှာထည့်ရမလဲဆိုရင် plus ဝင်လာသောနေရာမှာမဖြစ်မနေထည့်ကိုထည့်ရပါမယ်ဒီပေါ် minus ကတော့ system auto capture လုပ်ပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော် save လုပ်ပါမယ်